တိုနီကကပ္ပတိန်အမေရိကအတွက်အာယုံမန်ဝတ်ဆောင်တစ်ခုအထူးပြုလုပ်ပေးခဲ့ပါတယ်။သူကကပ္ပတိန်အမေရိကကိုအားနည်းတယ်ထင်ပြီးလုပ်ပေးခဲ့တာဖြစ်ပေမဲ့ကပ္ပတိန်အမေရိကကတော့ဒီဝတ်ဆောင်ကသူ့ကိုလေးလံနေခွေးစေလိမ့်မယ်ဆိုကညှင်းဆန်ခဲ့ပါတယ်။ဒါကိုတိုနီကခေတ်မီနည်းပညာကိုလက်မခံနိုင်တဲ့ရှေးဟောင်းပစ္စည်းကြီးလို့တယောလိုက်ပါတယ်။ကပ္ပတိန်အမေရိကကခလုတ်တစ်ခုကိုပြပြီးဒါကိုနဲ့ရင်အဖန်ကြာတာဝါကြီးကောင်းကင်ပေါ်ပြန်တက်သွားမှာလားလို့နောက်ပြောင်တဲ့အခါမှာတော့တိုနီတယောက်တကယ်စိုးရိမ်နေကြီးတားဆီးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲလက်နက်ကုန်တီကြီးဂျက်စတင်ဟမ်မာက TV ပေါ်ကနေအဖန်ကြာတွေကိုလောင်ပြောင်နေကြောင်းဂျာဘစ်ကအကြောင်းကြားလာပါတယ်။ဟမ်မာကသူ့ရဲ့နည်းပညာအသစ်တွေဟာလူသားတွေကိုကာကွယ်ဖို့အတွက်အဖန်ကြာတွေကိုစားစားထိုးနိုင်ပြီး Star Industry ထက်တောင်ပိုတာတယ်လို့ကြွားလုံးထုတ်နေတာပါဒေါသထွက်သွားတဲ့တိုနီကဆက်သွယ်ရေးဆက်ကိုအမိုက်ပုံးနဲ့ပြစ်ထည့်လိုက်ပြီးအဖွဲ့သားတွေကိုခေါ်ကာဟမ်မာ Industry ရဲ့ဌာနချုပ်စီကိုချက်ချင်းထွက်လာခဲ့ပါတယ်။ဟမ်မာရဲ့စမ်းသက်ကွင်းကိုရောက်တဲ့အခါဟမ်မာကအဲဝတ်ပြုဟန်ဆောင်ပြီးသူ့ရဲ့ Super Enhance Unit စက်ရုပ်ဟာအပန်ကြာအားလုံးကိုနှိမ်နင်းနိုင်တယ်လို့ကြွားဝါနေတော့မှာပဲအဲ့ဒီစက်ရုပ်ကတိုနီကိုစတင်တိုက်ခိုက်ပါတော့တယ်။တိုနီကစက်ရုပ်ကိုကောင်းကင်ပေါ်လွင့်ထွက်သွားအောင်ပြန်လည်တိုက်ခိုက်လိုက်ပေမဲ့စက်ရုပ်ကသူ့ပေါ်ကိုပဲပြန်ပြုတ်ကျလာပါတယ်။ဟော့အိုက်ပါဝင်တခြားဖန်ဂျာတွေကတိုနီခံနေရတာကိုကြည့်ပြီးစနောက်နေကြပေမဲ့တိုနီကတော့ဒါဟာသူကင်တွင်နိုင်တဲ့ကစားစရာအယုတ်ကြီးပါလို့ယုံကြည်ချက်ပြည့်နဲ့ပြောဆိုခဲ့ပါတယ်။ဒီစက်ရုပ်ကငါတို့ရဲ့တိုက်ကွက်တွေကိုလေးလာမှတ်သားနေတယ်လို့ပဲလိုကပ္ပတိန်အမေရိကတတိပေးပေမဲ့တိုနီကဂယူးမဆိုင်ပဲ Reversa Blast နဲ့ပြစ်လိုက်ပါတယ်။ဒါကိုစက်ရုပ်ကအလွယ်တကူရှောင်တိန်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကပ္ပတိန်အမေရိကသူ့ရဲ့တိုင်းနဲ့စက်ရုပ်ရဲ့လက်တစ်ဖက်ကိုဖျက်ချလိုက်ပြီးဖော်ကုန်ကလည်းရက်တွင်းကိုတုံးပြီးအဲ့ဒီလက်ကိုပြန်မဆက်နိုင်အောင်နှောက်ယှက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟော့အိုက်က EMP များနဲ့ပစ်ပြီးစက်ရုပ်ကိုရက်တန့်သွားအောင်လှုပ်လိုက်တယ်လို့တော်နဲ့ဟန်တို့ရဲ့ပြင်းထန်တဲ့ရိုက်နှက်ချေမှုတွေကြောင့်အဖန်ကြောင်တွေအနိုင်ရရှိသွားပါတယ်။တိုက်ပွဲပြီးမှကပ္ပတိန်အမေရိကတခုခုထူးဆန်းနေတာကိုခန်းစားမိလို့ပြတ်ထွက်သွားတဲ့စက်ရုပ်လက်မောင်းကိုစစ်ဆေးဖို့လုပ်ပါတယ်။ဒါပေမဲ့ဟမ်မာကပုဂ္ဂလိကပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့တရားစွဲမယ်လို့ချိန်ချောက်ပြီးအဲ့ဒီလက်မောင်းကိုချက်ချင်းပြန်လူယူသွားခဲ့ပါတယ်။အဖန်ကြာတွေထွက်သွားတဲ့အခါမှာတော့ဟမ်မာရဲ့မျက်နှာမှာကျေနပ်အားရတဲ့အပြုံးတွေပေါ်လာပါတော့တယ်။ဘာလို့လဲဆိုတော့ဒီစက်ရုပ်ဟာသူ့လိုပြန်လဲပြုပြင်နိုင်စွမ်းရှိတာကိုအဖန်ကြာတွေလုံးဝမရိပ်မိသွားကြလို့ပဲဖြစ်ပါတယ်